အခုကြောင်မဲမှာတီသူတွေကတော်တော်ပျော်ရွှင်ကြတာနော်ဟာခမကြောင်ခမန်းလေးကိုပျော်ရွှင်ကြတာကျွန်တော်တို့လုံးဝအောင်အဲ့ဒါအဖွားကြီးပြောတဲ့စကားအမေကတော့အိမ်မရှိတော့ဘူးတဲ့ဒါမဲ့ငါသားတို့တော့ကတော့တပြေပန်းရှိတယ်တဲ့အမေတော်တဲ့သွားခုပြီးငါသားတို့တပြေပန်းမှာပိုက်ပြီးတော့လာပဲအဲ့မှာငါကြီးလိုက်စမ်းပါလားဘလောက်ထိကြည့်အကျမ်းဘက်ကိုအားပေးတဲ့လူတွေအကုန်ကြည့်ဟိုကငစီတို့နော်နောက်ကိုမောင်တို့လည်းကြည့်ပါကိုမောင်တို့လည်းကြည့်ပါနော်တောင်းတော်သားတွေကအိမ်နဲ့အားနဲ့တိုက်နေရတယ်အင်းနဲ့အိမ်နဲ့အားနဲ့တိုက်နေတော့မှဒီလိုမျိုးဖြစ်တာကြည့်တကယ်ကြည့်သူတွေနော်တကယ်ဒီလူအစ်စ်တွေတကယ်ဒုက္ခရောက်လို့သူပြုတ်ပြီးတော့လို့နောက်ထပ်တနိုင်အဲ့ကြောင်မဲတစ်မျိုးနဲ့လုံးဝရှေ့လူတွေအကုန်ပြန်ရောက်လာမယ်တပိရှောင်းသားတွေပြန်ရောက်လာမယ်ပြန်ရောက်လာပြီးလို့ကျအဲ့မှာပါတီတော်ဒီမိုဒီမဲရွေးကောက်ပွဲတွေလုပ်မယ်ပြီးတော့သူ့ပြည်နယ်ပြောတော့ဒါတမ်းမှရှိမှဖြစ်မှာတမ်းမှမရှိဘောအပြတ်မှာပဲအကြမ်းကအကြမ်းဖက်တိုင်းပဲအုတ်ချုပ်ပါပဲကျွန်တော်ပြောတာဟုတ်လားအကြမ်းဖက်ဆိုအကြမ်းဖက်တိုင်းပဲနှိတ်ကောမှာပဲရတဲ့ပတ်စံတွေယူမယ်မတိတ်တင်မယ်လူတတ်မယ်တော့ဒါကိုအားပေးတာဟိုဘက်ကငစီလို့ရှိတယ်ကုံမုံလို့ရှိတယ်အခုတော်တော်များများဖြစ်တယ်အခုအဲ့ဒါတွေကသူမျက်မြင်နေတယ်တမ်းမှဘလောက်ပြောနေပြည်သူစစ်တွေဘယ်သူမှခေါ်ပြီးတော့လာလို့ဆိုတော့တောင်းမှမရှိဘူးတပြေပေါင်းတော့ရပိုက်ပြီးတော့ပြေးလာကြတာအဲ့လိုရှိတယ်အဲ့တော့တက်မတော်သားတွေရဲ့အောင်ဝဲဆိုတာနှလုံးရည်လဲအောင်တယ်လက်ယုံရည်လဲအောင်တယ်နော်နိုင်ငံရေးလဲအောင်တယ်တန်တမန်ရေးလဲအောင်တယ်ဒါတက်မတော်ရဲ့အရေးချင်းပဲနိုင်ငံခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လိုင်းအမတန်ကြောက်စရာကောင်းတဲ့အတွေ့အသိအမြင်ဉာဏ်ပညာဘယ်သူမှရှင်လို့မရအောင်ဆိုကျွန်တော်ပြောပြတာအဲ့ဒါကိုရှင်းရှင်းလေးပြောပြတာကျန်တဲ့အားတွေကဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လိုင်းအပြုံးကဒီအပြုံးကဒါကိုကြည့်ပြီးပြုံးတဲ့အပြုံးကတစ်မျိုးဖြစ်လိမ့်မယ်သူ့ရဲဘော်တွေခံစားနေရတဲ့သူ့ရဲဘော်တွေဒုက္ခရောက်နေတာကိုသိနေတဲ့အပြုံးကတစ်မျိုးသိလားမကြည့်ပဲပြုံးနေတဲ့အပြုံးနဲ့ပျော်ရွှင်တဲ့အပြုံးခင်ဗျားတို့အခုချိန်မှာမြင်နေရလိမ့်မယ်ဟုတ်တယ်ပါတိုင်းပြည်ဖြတ်မဲ့ဒေါ်အောင်ဆန်းစုကြည်အပြုံးတော့လာမပြောနဲ့ဒါကြီးလုံနေတာလာမပြောနဲ့ကျွန်တော်ပြောချင်တဲ့စကားအဓိကဒါပဲဒီချိန်မှာဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လည်းဘယ်လောက်ပြုံးနေမလဲသူပြုံးတဲ့အပြုံးဒီပြည်သူတွေပျော်ကြတော့မယ်ငါတို့တောင်းတော်သားတွေကလက်ရုံးရည်နှလုံးရည်နဲ့ဒီလိုဒုက္ခခံပြီးတိုင်းပြည်ကိုကာဝယ်ပါတယ်ဆိုတဲ့ဂုံယူဝင်ကြောစာအပြုံးကဒီကနေ့ဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လည်းပြုံးလိမ့်မယ်ခင်ဗျားတို့ကြည့်လိုက်ပါဒီနေ့နော်ဒါကိုကျွန်တော်ပြောချင်တယ်နောက်ကျွန်တော်အကြောင်းအရာလေးကျွန်တော်သိရှိတဲ့အကြောင်းအရာလေးကိုဆက်လက်ပြောမယ်ဗျာနော်တောင်ပိုင်းပြည်သူတွေပျော်နေကြတာကျွန်တော်လည်းရမ်းဝတ်တာတယ်မျက်ရည်ပြီးဖြစ်တယ်မျက်ရည်ကြတယ်တကယ်ကြတယ်တကယ်ပြောတာအဲ့ဒီပြီးသွားလို့ချင်းကြောင်ပိုင်းမှာကျွန်တော်လာမယ်ကိုပိုင်ကြီးကြောင်ပိုင်းကအခုတွားကြတော့ပြန်ကြတော့ကြောင်ပိုင်းကိုအေးစိတ်တွေကြတော့ပြီးလို့ချင်းပိုင်ရဲကိုကြီးလာမယ်အဲ့မှာတချင်းလာဆိုပေးမယ်အားလုံးအေးစိတ်ဖြစ်ပါအောင်နော်အားလုံးအေးစိတ်ကျွန်တော်ပြည်သူတွေတိုင်းရင်းသားတွေအကုန်လုံးအတူတူနေကြမယ်ပျော်ပျော်ရွှင်ရွှင်နေကြမယ်ဒါပဲကျွန်တော်လိုချင်တာအဲ့ဒါပဲဘယ်သူမှအမုန်းတရားမရှိဘူးကျွန်တော်တို့ကနှလုံးသားထဲမှာကဖြူကိုဖြူစင်တာဘယ်သူသေးသေးဘယ်သူနာသေးတဦးသားသေးသူသားသေးလုံးဝမရှိတဲ့ကောင်တွေကျွန်တော်တို့ကအဲ့လိုလူအားလုံးအေဂျင့်ပြီးတော့ရင်ကျွန်တော်အလုပ်ပညာပဲလုပ်မှာဒါတွေ no လုံးဝကိုမလုပ်တော့ဘူးအခုအေဂျင့်တော့ဘယ်လောက်ပြောက်သွားတယ်ကြောင်ဝမ်းရောက်တော့ပြောစရာမလိုတော့နောက်ချုပ်အေဂျင့်ကနောက်ချုပ်တောင်းအောင်မပြောအခုမိုးကုတ်မကြခင်ချတော့မယ်မိုးကုတ်နဲ့မန္တလေးဖြုတ်ပြီအဲ့ဒါကိုကျွန်တော်နည်းနည်းပြောပြရအောင်မယ်နားထောင်အောင်မလားကျွန်တော်ညီကိုပေါင်းသားလေးကျွန်တော်ပြောမှနားထောင်မယ်ဆိုလို့ချင်းကျွန်တော်နားထောင်မယ်ဆိုကျွန်တော်ဆက်ပြီးအားတော့ခေါ်ဆိုင်လုပ်ပြီးအောင်မယ်မိုးကုတ်ကိုသိမ်းတော့မယ်မန္တလေးမတရားလမ်းကြီးအကုန်သိမ်းတော့မယ်ပတ်ချလဲတွေအကုန်ပိတ်တော့မယ်ဟုတ်လားပလောင်ပြေးပေါင်းမရှိအောင်လုပ်တော့မယ် KIA ပြေးပေါင်းမရှိအောင်လုပ်တော့မယ်ကိတ်ပြီးတမ်းတော့ပါအဲ့ဒါလေးဆက်နားထောင်မယ်ဆိုလဲကျွန်တော်နေတိုင်းပြောပြအောင်မယ်နော်ကဲကျွန်တော်တို့နည်းနည်းကြံတာလေးဆက်ပြောလိုက်အောင်မယ်ဗျာကျွန်တော်သိရှိတဲ့အကြောင်းအရာလေးတွေနော်ကျွန်တော်သတင်းစကားပြောတာပါကျွန်တော်သိရှိတာလေးပြောပြတာမီဒီယာလည်းမဟုတ်ဘူးနော်ဆက်ပြောပြအောင်မယ်မိုးကုတ်မှာရေထွက်ရွာရှိတယ်နော်ရေထွက်ကြီးရွာပေါ့ရေထွက်ကြီးကျွေးရမှာရှိတဲ့သူကလက်ဖက်ခြံရှိတယ်လက်ဖက်ခြံထဲမှာကျွန်တော်ဒုံးနဲ့ကင်းထောင်ပြီးကြည်လိုက်ကြတာဒီကောင်တရားလိုင်းတွေပလောင်တွေဗဒတ်တွေတွေ့တဲ့ခါထန်းချတာတွေ့တော်ဘုံကျရှင်းလိုက်တီလိုက်တဲ့ကောင်တွေပြောစရာကိုမလိုတော့ဘယ်လောက်တီလဲတော့မသိ20အထက်30လောက်ရှိဒိုင်ယာတွေပေါ့အများကြီးတွေ့နော်အတီမပြုတ်နိုင်တာတွေလည်းအများကြီးပဲဒါကျွန်တော်အဲ့လောက်ကိန်းကနအတီမပြုတ်နိုင်သေးဘူးနော်အတီပြုတ်နိုင်ဆက်ပြောမယ်အဲ့လောက်ကတော့အနေဆုံးလို့မှတ်ထားပြီးတော့10တို့ရေဦးတို့အဆက်မှာလည်းအဲ့တိုင်းပဲတောက်တော့နေမရှင်းတယ်တောက်လျှောက်လေချောင်းတွေရောပါလက်နဲ့ကြီးတွေရောဒရုန်းတွေရောတောက်လျှောက်အမောင်ကြီးနေမရှင်းကြတာအမှရေခဲဖြစ်သွားအေးစေးဖြစ်သွားနောက်အဲ့ဒီမှာဆိုလို့တက်နေရွာအကျန်းဖက်နေအိမ်ကြီးစခန်းကြီးရှိတဲ့နေရာတွေအကုန်လုံးပျော်သင်းခေါင်ထားခဲ့တယ်တဲ့မှာအကျန်းဖက်အိမ်ကြီးထားမီးရှို့တစ်ခါဖြတ်စီးပြီးတော့နောက်လာလို့မရအောင်လုပ်ပြီးဆိုကျွန်တော်ကင်းထောက်လုံးနဲ့ကြည့်လိုက်ဒါအကျန်းဖက်အိမ်ဆိုကျွန်တော်ဖြတ်စည်းလာခဲ့တဲ့အိမ်ကအကျန်းဖက်အိမ်အဲ့ဒါဆိုလို့ချင်းလမ်းကြည့်လိုက်လို့ပြန်လာစောက်ပြီးဆိုအဲ့ဒါပြန်ရှင်းလို့ရတယ်ဒါတစေဘက်မှာဆိုလို့ရှင်လည်းပဲဒီခပေါင်းကြုံရွာတီကိုတောက်တော့ဆွေးကြောင်းရောက်နေပြီနေမရှင်းတာ
နောက်ရေဦးပဲလည်းအဲ့လိုပဲအောင်သာရွာအထိကိုတပ်မတော်စစ်ကြောင်းကနေမြေရှင်းနေပြီးသွားပြီဟိုဘက်ပါပါရရပဲကြံတော့တယ်ပတ်ချလည်းတော့ရှင်းတယ်ဒီပေါက်တို့ထီးလင်းတို့အဲ့အဆက်တွေမှာတော့တပ်မတော်ကမနေ့က၄ချောင်းတွေနဲ့အေးအေးယူတာရှိတယ်ပြီးတော့ထောက်ဖို့တွေကိုဖမ်းဆီးတာရှိတယ်ထောက်ဖို့တွေကိုအကြမ်းဖက်လုံရလုံနေတဲ့သူတွေကဒါမနေ့ကဖမ်းဆီးတာတွေကျွန်တော်တွေ့ရတယ်နော်မိတယ်ဖမ်းတာရမိတာကျွန်တော်တွေ့ရတယ်အကြမ်းဖက်ထောက်ဖို့တွေအခုကတော့တောက်လျှောက်လိုက်နေတာဟိုလိုက်တောင်မိမယ်အခုငင်းကြံမှာဆိုလဲမတိတာယုံမလို့အမုန်းဆွဲပြတာပဲဟုတ်လားဒါငင်းကြံနှထိုးကြီးတောင်းသာသွားတဲ့လမ်းမှာဒါပြီးခဲ့တဲ့ရက်ကတောက်လျှောက်တိုက်နေတဲ့နေရာမှာဒါမတိတာယူမလို့တောက်လျှောက်တိုက်နေတယ်မှာအခုအဲ့စခန်းကိုတိမ့်လိုက်ပြီးတိမ့်လို့လဲပြီးလဲပြီးတော့အဲ့မှာရှိတဲ့မိုက်ခဲတို့ဘာခဲတို့ညာခဲတို့အကုန်ထွက်ပြေးတာပဲထွက်ပြေးတာပြီးတော့ဘာပဲညာပြတဲ့အောင်မသိရဘာပဲညာပဲပြောဟိုကလာလာနဲ့လူတန်းလာနဲ့အတိုင်ကိုကြားနေမသိတာယူမလေးတိုက်တဲ့ရင်မွေးတန်လေးရတာနဲ့သူပြေးတာပဲမသိတာယူမလည်းပဲနေမီကျွမ်းကျင်တယ်တောင်တော်ကအထောက်ပံ့ရဲကွန်မန်ဒိုတောင်တော်သားတွေအားလုံးပေါင်းစုပြီးတော့မှပြည်သူစစ်တွေနဲ့ပေါင်းစုပြီးတော့ခြေမွားလိုက်တာအကြမ်းဖက်တွေတည်ကြတာပဲကျွန်တော်တို့ကမြင်နေတာပဲနော်အဲ့တော့မြင်းကြံနှထိုးကြီးတောင်းတာလဲရေခဲဖြစ်တော့မှာပါရေခဲဖြစ်တော့မှာကျွန်တော်တို့ဒါ comment တွေမှာအရန်မေးနေလို့အဲ့မြောက်ကိုကျွန်တော်တေးသေးချာချာလှမ်းလဲမေးပါတယ်နော်အဲ့ဘက်ကိုမလုပ်သေးဘူးလားလို့မေးပါတယ်ဒါလောက်တာကိုလည်းကျွန်တော်တွေးရှိတာကိုဒါကျွန်တော်ပြန်ပြီးတော့ထပ်စစ်မင်းလက်ပတ်ဘက်ကိုပြောမယ်မင်းလက်ပံဖလူးတို့နောက်တစ်ခါကျတော့မဲထော်တလေးတို့မနေ့ကတော့ဒါကာမီကာဆေနဲ့အမုန်းကျွေးတာဘာကြောင့်ကျွေးလဲဆိုတော့ကျွန်တော်ဒီဘက်မှာ၄ကီကိုတိုက်နေတယ်ကျုံတို့ကော့ကရိတ်တို့ဘက်ကဖြတ်ပြေးသွားတဲ့ DLL လေးတွေ KNU တွေ KPDF တွေတချို့ပါသွားတဲ့ဟာတွေအဲ့ဒီမှာသူတို့ကဘယ်မှသွားစရာမရှိဘူးအဲ့မှာအထိုင်နေချပြီးဟိုနားနဲ့ဒီနားနဲ့ Sky Line နဲ့အဲ့လိုမျိုးဟိုပျောက်ကြားစနစ်တွေနဲ့ချနေတာရှိတယ်ပြီးတော့လမ်းတွေမှာလည်းမိုင်းတွေထောင်လာကြအဲ့တော့တပ်မတော်ကစနစ်တကျနဲ့ရှင်းနေရတော့နည်းနည်းအချိန်ကြာတယ်အဲ့တော့ဒီရန်သူဒီအကြမ်းဖက် KNU တို့အုပ်စုကရွာတွေမှာခွဲနေတယ်တချို့ရွာတွေမှာသူတို့လက်ခံတဲ့ရွာကျန်တဲ့အဖွဲ့အစည်းတွေမရှိတဲ့ရွာတွေမှာသူတို့ဝင်ပြီးစုဖွဲ့နေတယ်အဲ့ဒါဆိုလက်ပံတို့ဖလူးတို့နောက်ကမဲတော်တလေးတို့အဲ့ဘက်တို့ကာမီကာဆင်းနဲ့အမုန်းကျွေးပြီးရှင်းလင်းတာရှိတယ်ဒီဘက်က Skyper သမားတွေကိုလည်းကောင်းအောင်ကျွေးပြီးရှင်းလင်းတာကိုကျွန်တော်တွေ့ရတယ်၄ကီကောမကြခင်ရတော့မယ်၄ကီကောရရင်ကင်းပြည်သူတွေပျော်တော့အဲ့ထင်ညာဘာကြီးပဲပြောပြပေးမယ်၄ကီကောရတော့မယ်ဒါပဲပြောပြမယ်၄ကီကောမကြခင်ဒီရက်ပိုင်းလေးတွေမှာအပြီးသိပ်ပြီးအပြီးရပြီလို့ကျွန်တော်နေပြောပြမယ်နော်မကြောက်ဒီတပတ်တွင်းမှာကျွန်တော်ပြောလွယ်ခဲ့ပါတယ်ဟုတ်တယ်မလားတောင်ဝဲဘယ်နဲ့ရဘလောက်တွင်းမှာရပြီဘယ်လိုရပြီဆိုတာကျွန်တော်တိုင်ပြောပြီးသားပဲမိုးကုတ်တပတ်အတွင်းမှာကြော်မသွားဘူးနော်ဒီတရင်ကြော်အမိလေးကြော်မသွားဘူးဗျာအဲ့ဒါမယုံကြည့်လိုက်နော်ဘာရင်အဲ့လိုပြောတာပြက်ရတာမောဆိုပဲဖလူးဆိုတို့ဒီမောဆိုတို့ရှိရမှာဒီမောဆိုဖလူးဆို14ချောင်းတိရောက်သွားပြီတောင်းတော်ရိတ်ခါစကြောင်းမညာလူအင်အားပြည့်စုံအားလုံးအေးဆေးဖြစ်သွားပြီဗျာအဲ့မှာရေခဲဖြစ်သွားပြီဟိုဘက်ကိုကျွန်တော်တို့ဘောလခဲကိုဆက်သွားမယ်သွားတဲ့အချိန်လဲကြားလို့ချင်းလမ်းမရှိအချမ်းမသိရှင်းမယ်အေးဆေးဖြစ်သွားမယ်အဲ့မှာတော့ KND ကမာဦးရတော့အမှမြေးတွေကြာပြီဟိုကျွေးနေပြီသူတို့မကြခင်သိတော့မယ်တဲ့အဲ့ဒါဘလို့လုံးကြမယ်လှူကြအောင်မလားတန်းကြအောင်မလားတနက်ကကြီးရလဲသူဟိုနေဖြစ်တာတဲ့ဥစ္စာအခွန်ကောက်ထားစက်ကြီးကောက်ထားတဲ့ဟာတွေ3,000လောက်ရှိတယ်တဲ့သူဒီလက်နဲ့ဝယ်တာ3,000-4,000မို့လောက်ရှိတယ်တိုင်းနဲ့တိုင်း3,000မို့လောက်ကုန်တယ်တဲ့အဲ့ဒါသူတို့တိုက်တယ်ပေါ့လေအခုကတော့သူကြီးလက်နဲ့မရှိတော့ဘူးနော်ပတ်စံလေးပါညာအလူတော့ခံနေတာတော့တွေ့တာပဲအလူခိုင်းပြီးတိုက်ပြီးအသေးခံကြမှဟာလေဒါပဲမာဝီကတော့အခုအသေးခံတော့မှမဟုတ်သူရတော့ပတ်စံနေယူပြီးတော့ထိုင်းနိုင်ငံပြေတော့ထိုင်းနိုင်ငံမှာလည်းအခြေချဖို့အတွက်သူလုပ်နေတာကိုကျွန်တော်သိရှိရတာရှိတယ်အဲ့ဒါတော့လေသူသားအသူခံပေါ့လူကျင်တဲ့လူပေးကျင်တဲ့လူပေးနေပါမရောက်ဝင်တဲ့နောက်ဆုံးတော့ဒါတိုင်းပြည်ဖြတ်တဲ့ပတ်စံမယ်တိုင်းပြည်ဖြတ်တဲ့ပတ်စံမိမိဘဝလည်းပြန်ပြည့်စည်မယ်ဆိုတော့ဒီနေရာတစ်ထည့်ကြကျွန်တော်ပြောပြလိုက်ဒီနဲ့တဝဲဒီအမတ်ရှိပြည်တော်စုတိုင်းကိုပွင့်မတဲ့တပ်မတော်ကစစ်ကြောင်းတွေတော်တော်ထိုးနေတယ်နော်စစ်ကြောင်းထိုးတယ်အဲ့မှာရေးဘလူးတို့ပေါင်းလဲနာမည်ကြီးတွေပါပဲနာမည်ကြီးပဲအဲ့နာမည်ကြီးကောင်တွေကိုဖြိုနိုင်မှတပ်မတော်ကဒီကောင်ကြံတဲ့လူတွေကြိုးမှာနာမည်ကြီးကောင်တွေမဖြိုနိုင်သေးတော့တပ်မတော်အဲ့ဒီကောင်တွေကအားကျုံမှန်တဲ့ဖြစ်နေမှာပဲတပ်မတော်စစ်ကြောင်းထိုးရတဲ့နေရာမှာအခက်အခဲရှိတော့အဲ့တော့ဒီကောင်တွေကို drone တွေဘုံတွေလက်နဲ့လေနေနဲ့တိကျကျဲနိုင်မှာအဆင်ပြေမယ်လို့တော့ကျွန်တော်အနေနဲ့ယူဆတယ်တခိုင်ကဒီမြို့ပြင်တွေမှာ10မိုင်ပတ်ချလဲအဲ့17မိုင်10မိုင်အဲ့ဝင်းညက်ပတ်ချလဲမှာဖြစ်နေတယ်ဒီဂေါ်တူတောင်ဘက်တို့ကတ်တပြေတို့နောက်ဒီဘက်မင်းတဲတို့ပြားတဲတို့ဟလာအဲ့ဒီဘက်မှာရှိနေတဲ့မင်းတက်တောင်လို့နော်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဟိုနင်းတို့ရှိမယ်တညောင်းလေးရေတဲ့စကားတော့အဲ့ပတ်ချလေးတွေမှာအကုန်လုံးကပေါ်လိုက်ပြောက်လိုက်အေရီယာတည်သွားလိုက်ပြန်လာလိုက်ချလိုက်ပြန်လာလိုက်ရလိုက်အေးရဲ့တက်ကွင်းလို့ဖြစ်နေတက်ခံလာပြီးတော့ဟိုကွက်မြက်ခံတဲ့လို့ဖြစ်နေတာပေါ့တမ်းတော်ကအမှ